စပယ်မဲ့ကြာရကြတော့ဘောနော်ဒီကိုတောင်းဘောနော်ဒီပထွေးရရိုက်စနက်နေအောင်အမေရတိနဲ့ဝင်မတောင်းဘောနော်နောက်ဆုံးဒီပတ်ဝန်းကျင်လေးရကူညီပြီးတော့ကျဲတာနိုင်မှာကလေးတွေလောပြောက်သွားဘောနော်ကလေးရဲ့လက်တွေချေရကုန်းကျိုးလက်တစ်ဖက်ကျိုးသွားဘောနော်နောက်ကျွန်တော်ပြောပြရပါတယ်အဲဆိုတော့ကျွန်တော်ဒီအကြောင်းအရာကိုပြောခဲ့မှာကျွန်တော်အကောင့်လေး follow လုပ်ပေးလို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော် YouTube လေးချပေးလိုက်ကျွန်တော် YouTube လေးလည်း subscribe လုပ်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာအဲဆိုကျွန်တော်ပြောရမယ်နော်ဒီတည်းကိုပေါ့နော်ကျွန်တော်ဖတ်ပြီးတဲ့အချိန်မှာဒီလူမဆန်တဲ့မိခင်နဲ့ပေါ့နော်ပထွေးတပည့်ထွေးကျွန်တော်ပြောစရာစကားတော့မရှိတော့ဘူး။ဘာဖြစ်လို့ဆိုတော့အင်းကြီးချဲတွေရဲ့ခြေစွကြောင့်ဒီကလေးကဒီကနေ့6ရက်နေ့မှာပဲဒီဘန်ကောက်မြို့ထဲကနေတော့ကန်ထုတ်နိုင်ခဲ့ပေါ့နော်။ဒီဘလာတော်ရက်ဆက်လဲဆိုရင်ကွာဒီပတိဖြစ်သူကကလေးရဲ့ပေါ့နော်ဒီအင်္ဂါတွေကိုသူရဲ့ plate တာနဲ့ပေါ့နော်ဒီဖြတ်လိုက်တယ်ခင်ဗျ။အဖြစ်เสียကြတော့ဒီကလေးကကျတော့အသက်က3နှစ်ပဲရှိသေးတယ်ပေါ့နော်။အမေကနောက်လေယူထားပြီးတော့ဒီအိမ်မှာအတူ3ယောက်နေထိုင်ကြပေါ့နော်ကလေးလေးနဲ့တရက်မှာတော့ကလေးကလက်တစ်ဖက်ကျိုးသွားတာအမေဖြစ်တူပါပေါ့နော်ကလေးကသူ့ဟာသူဒီချော်လဲလို့ဆိုပြီးတော့ဆရာတော်တို့ကလိန်ခဲ့ရပေါ့နော်ဒီကလေးကနောက်လေရိုက်လို့လက်ကျိုးသွားတယ်ဆိုတော့အမေကြီးကမပြောပြခဲ့ခင်ဗျကလေးကြောက်သွားတော့ဒီဆရာကလေးရဲ့တန်ရာကိုကြည့်ပြီးတော့တာဝရှိသူတွေကဲပြီးဖို့အကူကြီးတောင်းခဲ့ပေါ့နော်အဲ့တော့တာဝရှိသူတွေကကလေးကိုကဲသွားပြီးတော့တခြားမြို့မှာသူနေထားမှာပေါ့နော်ဒီနေထိုင်တဲ့အဘွားစီတော့ပို့ပေးခဲ့တယ်ခင်ဗျဒီနှစ်လလောက်တော့ဒီအမေကြီးကအဘွားအိမ်လိုက်လာပြီးတော့ငါကလေးပေါ့နော်ငါပြန်လာခေါ်တယ်ကြောက်တရမယ်ဆိုပြီးတော့ဒီလာခေါ်သွားခင်ဗျဒီနောက်ပိုင်းအမေကြီးကပေါ့နော်ဒီပထွေးနဲ့အတူနေထိုင်တဲ့စီကိုခေါ်သွားပြီးတော့ပထွေးနေထိုင်တဲ့စီခေါ်သွားပြီးအတူနေထိုင်ခဲ့ပေါ့နော်ကြောက်တက်မယ်ပြောပြီးဒီကလေးတို့အကြောင်းမထားပေးခဲ့ဘူးအဲ့တော့ကလေးအရင်ကစာတင်ပေးခဲ့တဲ့စီကလည်းအကြောင်းတက်တာပေါ့မတွေ့တော့နောက်ပိုင်းကလေးရဲ့အချင်းလေးတော့မတိရတော့ခင်ဗျကလေးနေတိုင်းပထွေးရိုက်နေခံနေရအောင်ပေါ့နော်အမေရင်းနဲ့တိတယ်ဝင်မတောင်းခင်ဗျအဲ့မြင်ကိုအင်းကြီးချစ်တွေကတွေ့တော့ကလေးအရန်တနာပြီးတော့ပေါ့နော်ဒီကုညီဖို့စီစဉ်လိုက်ကြတယ်ခင်ဗျအစိုးဆုံးကတော့ဒီကလေးရဲ့ဒီအဓိကနေအောင်ပေါ့နော်ဗလိတ်တာနဲ့ပထွေကလှိဖြတ်လိုက်တယ်ခင်ဗျပြီးတော့ကလေးနေထိုင်တဲ့ဒီအိမ်ကနေပေါ့နော်မျက်စိနဲ့တွေရတာကိုတီးသွားကြပြီးတော့ကလေးကိုကဲမရမယ်ဆိုပြီးတော့ပေါ့နော်ကလေးတငယ်ကုညီစားရှောက်နေတဲ့အဖွဲ့ကုညီတောင်းခဲ့တယ်ခင်ဗျအမေရင်းကသားသမီးတယောက်လုံးဖြစ်နေတာပေါ့နော်မတိုင်ခွဲနဲ့ဒီပတိဖက်ကနေတော့လေပြောခဲ့ပေါ့နော်အင်းကြီးချင်းတွေတိုင်လို့ဒီကိစ္စကိုတီးသွားကြရပြီးတော့အရင်ကကလေးကိုဖလားတော်နှိမ့်ဆက်ထားလိုက်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်သွားခဲ့တဲ့သူတွေရောက်သွားတော့ကလေးတကူလုံးညုံမဲဆွဲနေပြီးတော့လက်တစ်ဖက်လည်းကျိုးတော့ခင်ဗျာဒါနဲ့ဆိုရင်ပထမတစ်ခါလည်းကျိုးတော့ခုနဲ့ဆိုရင်နှစ်ဖက်လုံးကျိုးသွားပါတော့နှကားရှိသွားခင်ဗျအိမ်နီးချင်းတွေတိုင်ကြားချက်အရာဒီပထွေးဆိုတဲ့အကောင့်ပေါ့နော်နေ့တိုင်းရိုက်နေရအမေကတစ်ချက်လေးမှဝင်မတောင်းလို့ပြောတယ်ခင်ဗျဒီကလေးကိုအခုမှလူကြီးတွေခေါ်သွားကြပါပြီဒီကလေးနဲ့ကြိုးသွားတာလည်းပြန်ကောင်းပါစေပေါ့နော်တရားနှံတော့အမြန်ဆုံးရရှိပါစေလို့အကိုဆုတောင်းပေးတဲ့ကလေးလေးရဲ့ဒီမျိုးမိခင်မျိုးနဲ့မကောင်းတဲ့မိခင်မျိုးနဲ့လည်းတက်တော့မဆုံးတွေ့ရပါစေနဲ့ပေါ့နော်ဒီလိုနောက်ဘဝဆိုင်တဲ့တကယ်လို့ကိုတေဆုံးသွားခဲ့တည်ရှိတော့ကွာအသက်ကြီးလို့ကိုနောက်ဘဝကိုခဲ့ရှိတာကြည့်တော့ပေါင်းတဲ့ဘဝမှာဝင်စားပြီးတော့လူကောင်းလေးဖြစ်ပါစေပေါ့နော်အခုကကျတော့ကဲလို့အသက်ရှင်ပါတည်းတကယ်လို့ဒီမျိုးနောက်တစ်ချိန်ရှိလာခင်ဒီလိုမိဘတွေမျိုးမဝင်စားပါနဲ့လို့ကိုပြောချင်ပါတယ်လို့နော်